Hello အားလုံးပဲမင်္ဂလာပါရှင် Christian Music Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမေသူကပုံမှန်ပြထားတဲ့ခေါင်းစည်းကွင်းလေးကိုထိုးပြပေးပါမယ်နော်အလမဟာလေးကိုထိုးဖို့ဆိုလို့ရှိရင် S-size ကတော့ 3.5 mm ကိုအသုံးပြုထားပါတယ်ဒီတစ်ခါခေါင်းစည်းကွင်းလေးကတော့ဒါလေးကိုအသုံးပြုပါမယ်အဲ့ဆိုရင်တော့စလိုက်ကြရအောင်ပထမဦးဆုံးဒါလေးကို slip knot လေးဝင်လုပ်လိုက်ပါမယ်နော်ပြီးလို့ရှိရင်ဒါလေးကိုပုံမှန်လုပ်တဲ့အတိုင်းပဲနမလေးလုပ်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီထဲကိုတိုင်တိုလေးထိုးလိုက်ပါမယ်နော်တစ်ခါဒါလေးကိုပြီးတော့ခြေကိုအတင်းကြီးမကင်မဲနဲ့ဖွားဖွားလေးကင်ပါမယ်နော်မို့လို့ရှိရင်ခေါင်းစည်းဝင်းကြီးကလိမ်သွားတယ်လို့ပါရှင်ဒါလေးကိုအဆုံးထိလမလေးပြအောင်ပတ်သွားလိုက်ပါမယ်နော်ပြီးရင်ပြန်ကြည့်အောင်ဒီအစာလေးကဒီဟာနဲ့ပါအတူတွဲပြီးတော့တိမ်သွားရယ်နော်လမိုးလေးပါဒီမှာဒီအစာလေးကိုလမိုးလေးတွဲပြီးတိမ်သွားပြီပါနော်ကဲလမိုးအဆုံးထိပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာလေးကိုရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်chain လေးကထိုးပါမယ်နော်1 2 3 4လေးကပြီးရင်2ရင်းရင်းမယ်ဒီပေါက်ထဲကိုပဲနေတင်တိုင်းရှည်3နိုင်ထိုးပါမယ်1နဲ့3တကယ်ဆိုရင်နေတင်တိုင်းရှည်က4တိုင်းထိုးရပါမယ်နော်ဒါပေမဲ့မေသူကဒီဖုံမီနဲ့ပါပေါင်းပြီးတော့3နိုင်ပဲထိုးလိုက်တာပါပြီးရင်နောက်တစ်ပေါက်ဒီမှာဒီပေါက်မှာပေါ့နော်နောက်တစ်ပေါက်လေးမှာနေတင်တိုင်းရှည်နောက်တစ်ပေါက်ဒီမှာတော့4တိုင်းထိုးသွားပါမယ်နော်တစ်ခါနှစ်ခါသုံးခါလေးကဟုတ်ပြီနော်4ကန်ပြီးရင်နောက်တစ်ပေါက်တစ်ခါနှစ်ခါသုံးခါလေးကဟုတ်ပြီနော်4ကဆိုတော့အဲ့လိုမျိုးပဲဒီဟာကိုပတ်သွားပါမယ်နော်ကဲမင်းတို့ဒီလိုမျိုးရသွားပြီဆိုလို့ရှိရင်ဒါလေးကိုလိုမျိုးလေးဒီမှာမင်းတို့ပြမယ်နော်ဒီမှာဒီနေရာလေးကိုဒီမှာထိတ်လေးကိုဒီလိုမျိုးလေးလိုက်မယ်နော်ပြီးလို့ရှိရင်
ဒီအစာလေးနဲ့ဒီကခြေစာလေးနဲ့မိုးလေးဆက်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီစားလေးကိုဆွဲလိုက်ပါနော်ဆွဲပြီးပြီဆိုလို့ရှိရင်ချိန်လေးကထိုးပါမယ်နော်1 2 3 4ကပြီးရင်ဒီပေါက်လေးထဲမှာဒီအစပါတစ်ခါသိမ့်မယ်နော်ရှက်ကောလေးနဲ့ချိန်ပါမယ်ပြီးရင်ချိန်1 2 3 4ကပြီးရင်ဒီအပေါက်ထဲမှာနောက်တစ်ပေါက်မှာရှက်ကောနဲ့ချိန်1 2 3 4နောက်တစ်ပေါက်မှာရှက်ကောနဲ့ချိန်အဲ့လိုမျိုးပဲဒါလေးကိုပပက်လက်လေးထိုးသွားပါမယ်နော်ပြီးရင်ပြန်ကြည့်အောင်ပါမေသူတစ်ခေါက်ပြန်ထိုးပြမယ်နော်1 2 3 4ဒီပေါက်လေးဟုတ်ပြီနော်ဒါလေးကိုပတ်ချလေးထိုးသွားပေးပါရှင်โอเคမေသူတို့ဒီလိုမျိုးပြီးသွားပြီဆိုလို့ရှိရင်မသိတာအောင်လို့1 2 3 4တိတ်မသိတာအောင်လို့ဒီဘက်ကနေပြီးတော့ဒီဘက်ပေါက်ကိုပြန်ဆက်လိုက်ရပါပြီရပြီဆိုလို့ရှိရင်ချီလေးဖြစ်လိုက်ပါမယ်နော်ဖြတ်ပြီးပြီဆိုလို့ရှိရင်ဒီချီစာလေးကိုဟိုဘက်ဒီဘက်တိတ်လိုက်ပါမယ်နော်ချိုးရလေးနဲ့ဆိုပို့ပြီးတော့ကောင်းပါနော်သူကချုပ်အပ်မသုံးတဲ့သူတွေအတွက်တတ်ပြပေးရပါနော်ချုပ်အပ်မရှိဘူးခေါင်းစည်းဝင်းထိုးဖို့ချီထိုးအပ်နဲ့ခေါင်းစည်းဝင်းရယ်ချီရယ်ပဲဝယ်ထားတဲ့သူတွေအတွက်ကလူမျိုးလေးလုံးလို့ရအောင်မေသူပြပေးရပါနော်ချုပ်အပ်နဲ့ကတော့လေချုပ်အပ်နဲ့လည်းဒီလူမျိုးလေးပဲထိုးသွားပေးပါနော်လူမျိုးလေးပဲလောက်သွားရင်အဆင်ပြေပါရဲ့ရှင်ဒါချုပ်အပ်မရှိတဲ့သူတွေအတွက်ကြရောအဆင်ပြေအောင်လုပ်ပြပေးရပါနော်အဲဒီဆိုရင်ချီလေးဖြတ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီလိုမျိုးခေါင်းစည်းဝင်းလေးရရှိသွားပါပြီရှင်ခြေစာလေးတွေဒီကခြေစာလေးရောတက်တော့ဖြတ်လိုက်ပါမယ်နော်ဒါဆိုရင်ဒီဗီဒီယိုလေးကိုလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်အားလုံးပဲဘိုင်ဘိုင်